John ကမကောင်းစိတ်ရှိတဲ့မိန်းကလေးကိုလက်ခောက်ထားပြီးမျက်မမြင်စနီ Mary ရဲ့လက်ကိုတာယာစွာကင်ထားတယ် Mary မမြင်နိုင်ဘူးလို့ယုံကြည်ထားတဲ့ John ကသူ့လိမ်လည်မှုကိုဖုံးကွယ်နိုင်တယ်ထင်နေတယ် Mary ရဲ့မွေးနေ့ပွဲကိုအကာအကွယ်လုပ်ပြီးကိတ်ပေါ်မှာတခြားမိန်းကလေးနာမည်ကိုရေးခိုက်လိုက်တယ် Mary ကိုလူများရှိမှဟာတာပစီလို့ဖြစ်သွားစေခဲ့တယ်ဒါပေမဲ့ John မသိတာတစ်ခုရှိတယ် Mary ရဲ့မျက်စိဟာ9ရက်ကြာပြီးသားပြန်ကောင်းလာခဲ့ပြီထူမဝမ်းသာစရာကိုခင်မဲနဲ့ချစ်ချင်မျှဝေချင်တယ်ဒါပေမဲ့ John ကထူမကိုမမျော်လင့်ထားတဲ့အံ့ဩစရာပေးခဲ့တယ် Mary ကသူ့အတွက်မျက်စိဆုံးရှုံးခဲ့တဲ့သူတသက်လုံးကာကွယ်ပေးမယ်လို့ကတိပေးခဲ့တဲ့သူကဒီလိုလှိုက်စားမယ်လို့မထင်ခဲ့ဘူးထူမ9ရက်လုံးမပြောဘဲစောင့်ကြည့်နေခဲ့တယ် John နဲ့အဲ့ဒီမိန်းကလေးထူမရှိမှာပဲမာနထောင်ထောင်လှုပ်ရှားနေတာတွေကိုတိတ်တိတ်လေးကြည့်နေခဲ့တယ် John ကမေတ္တာပြေသွားတဲ့ခင်မင်းလိုသရွတ်ဆောင်နေသေးပေမဲ့ Mary ကိုတော့အိမ်ထဲမှာအလုတ်သမားလိုဆက်ဆံနေတယ်တညမှာ Mary လက်ထဲမှာဓာတ်တလက်ကိုခိုင်ခိုင်လေးကင်ထားတယ်ဒါပေမဲ့ဒီလိုလူတွေတော့ထူမဘဝမပြတ်စည်းစေချင်ဘူးနောက်နေ့မနက်စားချိန်မှာအဲ့ဒီမိန်းကလေးတင်မက John ရဲ့အိမ်ကားကိုပို့ပြီးနီးကပ်လာတယ် John ကမင်းကိုအမြဲချစ်တယ်လို့ပြောနေပေမဲ့သူ့စိတ်ကတော့အခြားနေရာမှာ Mary တိတ်တိတ်လေးစောင့်နေတယ်ထူမပရင်စင်နေတဲ့လက်ဆောင်က John ဘယ်တော့မှမမေ့နိုင်ပဲလက်ဆောင်မွေးနေ့ပွဲပြီးတော့ချင်း Mary အိမ်ပြန်ပြီးသူတို့နှစ်ယောက်ရဲ့အမှတ်တရအားလုံးကိုမိရှုလိုက်တယ်ထာဝရကိုဆိုလိုတဲ့လက်ဆွင့်တောင်မကြံဟုံး John ပြန်ရောက်ချိန်မှာအရာအားလုံးတဲတဲမဲမဲဖြစ်နေပြီ Mary ကအသုံးမရှိတဲ့အရာတွေပါလို့တာမန်လေးပြောလိုက်တယ် John မသိသေးတာတခုရှိတယ်မနက်ဖြန် Mary ထွက်သွားမယ်ဆိုတာကိုနောက်ဆုံးညမှာ John ကပြန်လည်ရယူနိုင်မယ်ထင်ပြီးအချိန်ကိုထူမန်းနဲ့ကုံဆုံးကျင်တယ်ဒါပေမဲ့ဖုန်းတစ်ခေါ်ဝင်လာတယ်အဲ့ဒီမိန်းကလေးကရင်မတော်ဆန့်ထီတယ်လို့လိန်ပြောတယ်လက်မှတ်လိုတယ်လို့ပြောပြီးအမြန်လာဖို့ခေါ်တယ် John က Mary ကိုကုမ္ပဏီအကြီးပေါ်ရှိတယ်လို့လိန်ပြောတယ်အဲ့ဒီချိန်မှာ Mary ကကွာရှင်းစာရက်တွေကိုသူ့ရှေ့မှာတင်လိုက်တယ် John ကမစင်းစားလဲလက်မှတ်ထိုးလိုက်တယ်သူ့စိတ်ကတခြားနေရာမှာရောက်နေပြီသားလမ်းမှာဆရာဝန်တစ်ယောက်နဲ့တွေ့ကြတယ်မင်းစနီးမျက်လုံးပြန်ကောင်းပြီဗလားလို့မေးလိုက်တယ်အဲ့ဒီချိန်မှာပဲ John သိလိုက်တယ် Mary ရဲ့မျက်စိ9ရက်ကလေးကပြန်ကောင်းနေပြီဆိုတာကိုသူလောက်ခိုက်သမျှကိုပြန်စင်စားလိုက်တဲ့အခါမျက်နှာအယောင်လဲသွားတယ်အခုမှသူနားလဲလိုက်တယ် Mary မမြင်ဘူးလို့သူထင်ခဲ့သမျှအချိန်တွေအားလုံးမှာထူမအရာအားလုံးမြင်နေခဲ့တာကိုဒေါက်တာပြောပန်တွေကိုနားထောင်တဲ့နောက် John ရဲ့မျက်နှာကဖြူစင်သွားတယ် Mary မျက်လုံးပြန်မြင်နိုင်တာကိုသူမသိခဲ့တာအခုမှသိလိုက်ရပြီသူပြန်လှမ်းတဲ့လမ်းဝေးတစ်ချက်တိုင်းမှာသူ Mary ရှေ့မှာလောက်ခဲ့သမျှအရာတွေပြန်လဲမြင်ရောက်လာတယ်မွေးနေ့ကိတ်ပေါ်မှာတခြားမိန်းကလေးနာမည်ရေးခိုင်းခဲ့တာလူများရှေ့မှာ Mary ကိုအရှက်ခွဲခဲ့တာထူမကိုအလုတ်သမားလိုသဘောထားခဲ့တာအဲ့ဒီအခိုက်အတန့်မှာသူသဘောပေါက်လိုက်တယ် Mary အားလုံးမြင်ခဲ့တယ်အားလုံးသိခဲ့တယ် John အိမ်ကိုအမြန်ပြန်လာတယ်အိမ်ထဲဝင်သွားတဲ့အချိန်မှာတော့အခန်းထဲကအလင်းကွဲနေလေစပွဲပေါ်မှာလက်မဲ့ထိုးပြီးသားကွာရှင်းစာရွက်တစုံနဲ့ Mary ချန်ထားခဲ့တဲ့စာတစ်စောင်ပဲရှိတယ်ငါအချစ်ကိုမင်းကိုယုံကြည်ခဲ့တာပါငါအမှားမင်းနဲ့တုံးခဲ့တဲ့နှစ်တွေကိုမိရှို့ပြီးသွားသည်မင်းကငါအတွက်အတိတ်ပဲချမ်းတော်မယ် John လက်တီတုံးလို့နေတယ်သူခေါ်ဖုံးဆက်ပေးမဲ့မထီဘူး Mary ရဲ့ဖုံးကပိတ်ထားပြီးသားအဲ့ဒီချိန်မှာသူမှတ်မိလိုက်တယ် Mary ပြောခဲ့တဲ့နောက်ဆုံး4နာရီဆိုတာကိုသူပြေးသွားတယ်လေရင်ကိုလူအုပ်ထဲမှာ Mary ကိုတွေ့တဲ့အချိန်မှာသူ့နှလုံးကျွေးသွားသလိုခံစားရတယ် Mary နှောက်လှန်ပြီးကြည့်တယ်မျက်လုံးတွေကြည်လင်တော့ပါလေတယ်မမြင်နိုင်တဲ့မိန်းကလေးမဟုတ်တော့ဘူး John ငါမြင်နေတာကြာပြီဒါပေမဲ့မင်းကမမြင်ချင်ခဲ့ဘူးသူဒူးထောက်ပြီးတောင်းပန်တယ်ဒါပေမဲ့ Mary ရဲ့မျက်နှာမှာခံစားချက်မရှိတော့ဘူးနောက်ဆုံးလက်ဆောင်ကိုမင်းလက်မှတ်ထိုးပြီးသားငါလက်လက်မှုကိုမင်းပေးပြီးသားလေအင်သက်ခေါ်တန်းထွက်လာတယ် Mary လန့်သွားတယ် John ရက်နေစဉ်သူပျက်စီးသွားတာကအထောင်တစ်ခုမဟုတ်သူ့ဘဝတစ်ခုလုံးဖြစ်နေပြီဆိုတာနားလည်လိုက်တယ်